ခြေဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။နောက်ပြီးတော့မှအခုလိုဂျပန်နိုင်ငံရောက်ရှင်းအောင်ခေါ်ယူပေးတဲ့အသင်းတော်ကော်မတီလူကြီးများနဲ့အသင်းသူအသင်းသားများအားလုံးကိုလည်းအထူးပဲကျေးဇူးတင်တယ်လို့ခြေဥစွာပြောလိုပါတယ်။ကျွန်တော်ဒီနေ့သေဒနာမဟောခင်လွန်ခဲ့တော့အချင်းကျွန်တော်9ခေါက်မြောက်ပါတယ်9ခေါက်မြောက်လာတဲ့အခါမှာကျွန်တော်မိတ်ဆက်ပါတယ်ကျွန်တော်လုပ်ခဲ့တဲ့အချိန်မှာအတင်းတော်ရဲ့ဒီနေအစည်းအဝေးမှာတော့ငကောင်းအတင်းတော်မှာတိတ်မရှိပါဘူးဒါပေမဲ့အခုနောက်ပိုင်းကျတော့ကျွန်တော်အတင်းတော်မှာဥဆောင်တဲ့အခါမှာအတင်းတော်ရဲ့ဒီဖွဲ့စည်းပုံစီလုံးညီညွတ်မှုကိုဘုရောမှနားလည်လာတာတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အတင်းတော်ကိုကျွန်တော်နည်းနည်းလေး mix up ပေးရှင်ပါတယ်ကျွန်တော်အတင်းတော်ဒီကျိုင်းတုံနဲ့ဒါရှလစ်ကြားမှာရှိတဲ့အတင်းတော်ငယ်လေးဖြစ်ပါတယ်။ကချင်အတင်းတော်ငယ်လေးအင်ထောင်စု43စုရှိပါတယ်။ဒီ43စုထဲမှာတော့မှတကယ်တမ်းဘုရားသခင်ကိုချစ်တဲ့အင်ထောင်စုဟာ10အင်လောက်မရှိပါဘူး။ဒီ10အင်လောက်မရှိတဲ့အတင်းတော်ကိုချစ်တဲ့ဒီ10အင်လောက်နဲ့ကျွန်တော်တို့ဟာအတင်းတော်တည်ဆောက်နေခြင်းဖြစ်ပါတယ်။တချို့တော့သူများဒီကျန်တဲ့အတင်းတော်အတင်းသားမိသားစုများဟာတကယ်တမ်းဘုရားသခင်ကိုချစ်တယ်ဆိုတာကျွန်တော်မတွေ့ရဘူး။ဒါပေမဲ့ဒီစေအင်မရှိတဲ့အင်ထောင်မိသားစုကနေဒီအတင်းတော်ကိုဒီဆောက်တဲ့အခါမှာအင်မတန်မှလုံလောက်တာကိုတွေ့ရပါတယ်။တန်ဖိုးအင်မတန်မှကြီးတယ်ဆိုတာတွေ့ရပါတယ်။အလဟတာဘာမှမဖြစ်ဘူး။နော်။ဘူပရမစီယုံနဲ့ဘူပရမသာသနာလုပ်နိုင်တယ်ဘူပရမသူများရဲ့ရှေ့မှာဘုံတက်တဲ့ကောင်းထူနိုင်တယ်ဆိုတာတွေ့ရပါတယ်ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့အတင်းတော်ကပြန်ကျေးပရမနေတာလည်းမဟုတ်ဘူးကဲ့ရဲ့အင်္ဂလိပ်တွေနေပရမ43ဝင်စုဟာအတူတူနေပရမမိသားစုတစ်ခုရဲ့လူအပ်ချက်များကိုတယောက်နဲ့ဖြစ်စီနိုင်တယ်လူအင်းတို့လူတဲ့အရာအလုံးကိုတယောက်နဲ့တယောက်ကိုညီပန့်ပိုးနိုင်တယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်ဘုပရမအမဒါမစီလုံးတဲ့အတင်းတော်တခုဆိုတာတွေ့ရပါတယ်ဒါကိုကျွန်တော်မိတ်ဆက်ပေးလို့ချင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြင်ဆင်ထားတဲ့သေဒနာဟာနှလုံးသားမှာတုံ့ပြန်ပါဆိုတဲ့သေဒနာဖြစ်ပါတယ်အဓိကယူထားတာတော့ပြည်ဩဝါဒစာဆောင်ခန်းကြီးနဲ့အငယ်7နဲ့73ကျွန်တော်ဆက်လက်ပြီးတော့မှဒီကျမ်းစာတစ်ဖက်ကိုလည်းဆက်လက်ဖတ်ချင်ပါတယ်ရှင်မတ်တဲ့ခရစ်ယာန်ခန်းကြီး30အငယ်25ကိုဖတ်ချင်ပါတယ်28တဏီကကိုခန္ဓာကိုယ်သာတတ်၍စိတ်ဝိညာဉ်ကိုမတတ်နိုင်တော့သူတို့ကိုမကြောက်ကြနဲ့ကိုခန္ဓာနဲ့စိတ်ဝိညာဉ်ကိုငရဲ၌ဖြည့်ဆည်းနိုင်တော့သူကိုတာ၍ကြောက်ကြတော့ဒီကျမ်းချက်ကိုယူလို့မှာကျွန်တော်အနည်းငယ်ပတ်သက်ခံရင်းနဲ့ဝင်လာလိုပါတယ်ကျွန်တော်တို့ခရီးနဲ့ပတ်သက်ပြီးတော့မှဘာသာတရားအမျိုးကကျွန်တော်တို့မိလူပြင်ရေးသားပေါ်ပြကြပါစေကျွန်တော်တို့ရဲ့အသက်တာနဲ့လက်တွေ့ကြနော်ကျွန်တော်တို့ခံစားရမှုကအဓိကဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့ခံစားနေရတဲ့ဟာကလက်တွေ့ကြလားဆိုတာကအရေးကြီးပါတယ်ဘုရားသခင်ဟာမိမိအသက်ရှင်နေကြောင်းကိုလူသားများအားလုံးနေ့စဉ်အသက်တာမှာနည်းအမျိုးဖြင့်တက်တည်ပြနေတာတွေ့ရပါတယ်လူသားများအားလုံးကိုပြတယ်လို့ကျွန်တော်တို့ရဲ့အသက်တာတဦးချင်းစီရဲ့အသက်တာမှာလည်းဘုရားသခင်ဟာတက်တည်ပြနေတယ်ဆိုတာမိမိအသက်တာမိမိပြန်လေစမ်းစင်ကြည့်မှဖြစ်ပါတယ်ဒီလိုနည်းစဉ်ကျွန်တော်တို့ကိုပုံသက်တည်ပြနေတဲ့နေရာမှာဘူးပရမတိရှိနေအောင်ဘုရားရဲ့ပုံသက်တည်သူဖော်ပြမှုကို
အလေးထားပြီးနော်ကျွန်တော်တို့ရဲ့တက်တာမှာတကယ်အလေးထားပြီးနှလုံးသားနဲ့ရှာဖွေသူတိုင်းကိုဘုရားသခင်ဟာအတွေ့ခံတာဖြစ်တွေ့ရပါတယ်ဘုရားကိုမတွေ့တဲ့လူမရှိပါဘူးတကယ်တမ်းကျွန်တော်တို့နှလုံးသားကနေရှာဖွေတဲ့လူကိုမှဘုရားသခင်ဟာအတွေ့ခံတာတွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာမိမိရဲ့တက်တာမှာဘုရားသခင်ကိုနှလုံးသားကနေရှာဖွေနေတာလားဆိုတာတော့ကိုယ့်အကိုပြန်လေစမ်းစစ်ကြည့်ရဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ဟာအရာခတ်သိမ်းကိုတည်မြဲနိုင်တဲ့အရှင်ဖြစ်ပါလေ။ကျွန်တော်တို့ရဲ့နှလုံးသားကနေတောင်းတမှုကိုလည်းတိမှတ်တဲ့အရှင်ဖြစ်ပါလေ။ဒါကြောင့်ကျွန်တော်တို့ရဲ့နှလုံးသားကနေတောင်းပြမှုဟာအင်မတန်မှအရေးကြီးတယ်။ဘုရားကိုတွေ့နိုင်တယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အတက်တာအကြမ်းအဖြစ်ဘုရားရှိခိုးလူနှမျိုးနဲ့စားတွေ့ရတယ်ပထမတစ်မျိုးကဘာလဲဆိုတော့ဘုရားသခင်ကိုအလေးမထားဘူးနော်အလေးမထားဘူးဆိုတော့ခရီးမဆိုင်တော့ဘူးနော်တမျိုးကဘုရားသခင်ကိုအလေးထားပြီးကျွန်တော်တို့ကြောက်ရွံ့လို့သူအကြမ်းအဖြစ်ဒီနှမျိုးကိုကျွန်တော်တို့ခွဲခြားထားတာတွေ့ရပါတယ်ဒီနှမျိုးထဲမှာတော့မှကျွန်တော်တို့ပထမတစ်မျိုးကဘာလဲဆိုတော့အကြာကြီးပြောဖို့မလို့နော်ဘုရားသခင်ကိုအလေးမထားသူတွေးတာအသက်ရှင်မှုကိုဦးစားပေးသူနော်မိမိအတွက်ကောင်းရာကောင်းကြောင်းနော်မိမိအကျိုးရှာသူမိမိအကျိုးပျက်စီးမှာကိုကြောက်ရွံ့တော်သူနော်ဘသူဘာပဲဖြစ်ဖြစ်ဘသူဘာပြောပြောနော်ဘုရားကြိုက်ရှင်မကြိုက်ရှင်နေမိမိအကြိုက်ဖို့အရေးကြီးတယ်ကျွန်တော်တို့ရှင်မတဲ့ခရီးမှာခန်းကြီး23ကိုတစ်ချက်ဖတ်မှာဖြစ်ပါတယ်23အငယ်25ကနေဖတ်မှာဖြစ်ပါတယ်လူ့ဘဝတော်ချမ်းပြုစရာပါရီရှေတို့တင်တို့ဒီအမင်္ဂလာရှိကြ၏အကြောင်းမူကားဖလားလင်ပန်းကိုအပြစ်၌ဆေးကြောကြ၏အသွင်း၌ကလူယူခြင်းမတရားသဖြင့်ကျင့်ရှင်နဲ့ပြည်လည်းရှိ၏မျက်စိကန်းတော်ပါရီရှေဖလားလင်ပန်းကိုအသွင်း၌ရှိဥစွာဆေးကြောလောတို့ပြုလျင်အပြင်ကပန်းရှင်လိမ့်မည်လူဝဲတော်ချမ်းပြုစရာပါရီရှေတို့တင်တို့ဒီအမင်္ဂလာရှိကြ၏အကြောင်းမူကားအဖြူတုတ်တော်တင်းချိုင်းတွင်း၌ဒူကြ၏တွင်း၌ဒူကြ၏ထိုတွင်းဒီအပြင်၌တင့်တယ်ဆွာတကားအတွင်း၌ကလူတွေအယူအညစ်အကြေးအမျိုးမျိုးနှင့်ပြည့်လျက်ရှိ၏ပါရီရှေတို့စလုကေတို့ချမ်းပြုစရာတို့ကိုတကယ်ယေရှုအမဒါမှဆူရဆူရဒီဇာလုံးအပြင်ကျွန်တော်တို့တွေ့ရပါတယ်အပေါ်ရဟန်ဆောင်ခြင်းအတွင်း၌တော့နော်ဝန်ဘလူစိတ်ကျွန်တော်တို့ရဲ့ချမ်းပြုစရာနော်တခင်ယေရှုရှေ့မှာတခင်ယေရှုရှေ့မှာတခင်ယေရှုကအတွင်းကိုမြင်တဲ့အတွက်ကြောင့်တို့ရဲ့ကောက်ချစ်စီလေးတော့အပြုအမူများကိုတခင်ယေရှုမနေတဲ့ပါဘူးအရာခတ်သိမ်းကိုတည်မြင်နိုင်တဲ့ဘုရားရှင်မှာကျွန်တော်တို့ဟန်ဆောင်မှုမရပါဘူးလူရှင်မှာဟန်ဆောင်လို့ရပေမဲ့လည်းဘုရားရှင်မှာဟန်ဆောင်လို့မရပါဘူးခုနကကျွန်တော်တို့ရဲ့အတင်းတော်အကြောင်းအပေါ်ရန်ကျွန်တော်ပြောပြပြီတချို့တော့သူများကျွန်တော်တို့ရဲ့အတင်းတော်လူတွေကိုကိုးတဲ့လူတွေမရှိဘူးလေလုတ်တဲ့လူတွေပဲရှိတယ်နော်ခြံလုတ်တဲ့လူတွေရှိတယ်ညံ့ညံ့ဆဆမရှိဘူးဒါပေမဲ့ဒီမရှိတဲ့နည်းနည်းလေးပဲရှိတဲ့ဟာကိုစေဖို့တူအနေနဲ့ထည့်လိုက်တဲ့အခါမှာသူ့ရဲ့စိတ်နှလုံးသားထဲမှာတကယ်ထည့်ချင်တဲ့အရာတကယ်ဘုရားသခင်ကိုချစ်လို့ထည့်တဲ့အရာဟာဘုရားသခင်အမြောက်များစွာဖြစ်စေတယ်ဆိုတာတွေ့ရတယ်နော်မြောက်များလားဆိုတော့လူများကိုကူညီနိုင်တယ်သာသနာပြုနိုင်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အတွင်းနှလုံးသားဟာအင်မတန်မှအရေးကြီးတယ်ခုနကကျွန်တော်ပြောပြပထမတစ်မျိုးဘုရားကိုမပေးထားမပေးဘုရားကိုအလေးမပေးသူဘလို့ပဲပုံထားပါစေနော်ဘလို့ပဲရှိနေပါစေဘုရားရှိမှအလဟတ်ဖြစ်တယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်နော်ဒီကောင်ဒီလူမျိုးဟာဘာလဲဆိုတော့သူကကိုလိုလိုဆရာအတွက်လည်းကိုကျွတ်အတွက်ပဲရှားတယ်လို့နောင်တမလုံးအတွက်လည်းဘာမှမစင်တာတော့
မစင်စားလို့သူဖြစ်ပါလေမော်မျော်လင့်တော့သူဖြစ်ပါလေမတွေးတော့သူဖြစ်တယ်ဆိုတာတွေ့ရပါလေနောက်တတိယတစ်မျိုးကတော့မိမိအကျိုးကိုခုနပြောတဲ့ဘုရားသခင်ကိုအလေးထားပြီးကြောက်ရွံ့တော့သူဟာမိမိအကျိုးကိုမကြည့်ပဲနော်အများအကျိုးကိုဦးစားပေးသူနော်မိမိအကျိုးကိုအရှုံးခံနိုင်သူဒါတမလုံးအရေးကိုလည်းဦးစားပေးသူဖြစ်ပါလေတချို့တော့သူများဘာသာရေးကိုခုတုံးလို့ဘလို့မှအလုံးဝင်ရှာတဲ့လူများဘုရားသခင်ခုနပြောသလိုသခင်ယေရှုပြောတဲ့စကားဒီထဲမှာပါပါတယ်ကျွန်တော်တို့ဘုရားသခင်ဟာဘယ်သူမှမောင်ဖြူမောင်မင်းဆိုတော့မှမျက်နှာကိုရွေးချင်းမရှိတော့လည်းပဲဘုရားသခင်ရဲ့နှုတ်ထွက်တမန်တရားစကားအရာနှလုံးသားနဲ့တုံ့ပြန်မှုအပေါ်မှာတုံ့ပြန်မှုဆန္ဒအပေါ်မှာကျွန်တော်တို့ရဲ့တက်တာကွဲလွဲသွားတယ်ဆိုတာကွဲပြားသွားတယ်ဆိုတာတွေ့ရပါတယ်ဒါအပေါ်ရန်ကနေကျွန်တော်တို့ပေါ်ပြပြလို့မှခွဲလွဲသွားတာမပေါ့တကယ်နှလုံးသားကနေဘုရားသခင်ကိုတုံ့ပြန်တဲ့အပေါ်မှာကွဲပြားသွားတယ်လမ်းဟာအရှက်အနောက်ဖြစ်သွားတယ်ဆိုတာတွေ့ရပါတယ်မိမိကိုယ်ကိုမိမိဘယ်လိုမျိုးလို့စားလဲဆိုတာကျွန်တော်တို့ပြန်လေစမ်းစစ်ဖို့ရန်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လူနဲ့ဖြစ်တော့ကျွန်တော်တို့လူနဲ့တုတ်ပြန်တတ်တော့အာယုံ၅ပါးထဲမှာနော်တပါးဟာတမလွန်အရေးတွေးပြီးတော့မှထာဝရအသက်ထာဝရကာလအတွက်ခံစားတတ်တော့နံတိစိတ်ဆိုတာရှိပါတယ်ဒီနံတိစိတ်ဆိုတဲ့အာယုံဟာအာယုံတပါးဟာအင်မတန်မှအရေးကြီးပါတယ်ဖျားသခင်နဲ့တိုက်ရိုက်ဆက်သွယ်နိုင်တော့နံတိစိတ်ဖြစ်ပါတယ်ကောင်းကြောင်းမကောင်းကြောင်းခွဲခြားနိုင်တယ်ဘုရားသခင်ရဲ့တမန်တရားကိုနားလည်နိုင်စွမ်းရှိတယ်ဘုရားသခင်အလိုတော်အတိုင်းအသက်ရှင်နိုင်ဖို့ရန်တွားနိုင်တယ်ဆိုတာတွေ့ရပါတယ်တချို့တော့သူများကျွန်တော်တို့ဘာဖြစ်တာလဲဆိုတော့ဒီနန္တိစိတ်နဲ့မဆက်သွယ်ပဲကျွန်တော်တို့ရဲ့အပေါ်ယံကူခန္ဓာနဲ့ဆက်သွယ်နေတဲ့လူရှိပါတယ်တချို့တော့သူများရွှေငွေနဲ့ဆက်သွယ်နေတော့သူများရှိပါတယ်တချို့တော့သူများသွေးသားနဲ့ဆက်သွယ်ကျူးစာဘလို့မှဆက်သွယ်နေလူများရှိပါတယ်တချို့တော့သူများကိုကြိုက်တဲ့အရာဝတ္ထုနဲ့ဆက်သွယ်နေတော့သူများလည်းရှိပါတယ်ဘုရားသခင်မကြိုက်ပါဘူးနန္တိစိတ်ဆိုတဲ့စိတ်ဟာလောဘဒေါသမောဟမရှိပါဘူးမိမိတကူဒီကောင်းစားလို့တဲ့စိတ်မရှိပါဘူးဘုရားသခင်ကိုယ်တိုင်အာပြုပြီးတော့မှအာယုံပြုပြီးတော့မှအာယုံပြုခြင်းနဲ့အတူထာဝရရှင်တရားမြတ်အခွင့်အရေးကိုပါဒါမျောတွေးပြီးစဉ်းစားပြီးပူပန်နေတော့သူများသူဖြစ်ပါလေဒီနန္တိစိတ်ဟာဘုရားသခင်နဲ့တွေ့နိုင်တော့စိတ်ဖြစ်တယ်ဆိုတာတွေ့ရပါလေဟေရှာယအခန်းကြီး61အငယ်1ကနေ3ရှမတေခရစ်ဝင်အခန်းကြီးကျွန်တော်ရှမတေကိုဖတ်မှာဖြစ်ပါတယ်ဟေရှာယတော့ကျွန်တော်တို့မဖတ်တော့ပါဘူးရှမတေအခန်းကြီး10အငယ်8နာရောသူတို့အားချမ်းသာပေးကြတော့တေရောသူတို့အားထမြောက်စေကြတော့နူရောသူတို့ကိုတန်ရှင်းစေကြတော့နတ်စုတို့ကိုလည်းနင်ထုတ်ကြတော့တင်တို့ဒီအဖူးမပေးပဲယေရှုတော်ကိုခံရကြပြီဖြစ်၍အဖူးမခံပဲပေးကန်ကြတော့ကျွန်တော်တို့အမျက်မချိပဲနဲ့ပေးကန်ဖို့ရဖြစ်ပါတယ်တချို့တော့သူများကျွန်တော်စေဖို့တခုမမှန်တဲ့ချင်းအဖြစ်ဘုရားသခင်ဟာကျွန်တော်ကအများကြီးပေးမယ်လို့ပြောတယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ပေးတဲ့လူရှိပါတယ်တချို့လူများဈေးအတွက်တော့ပြတော့မှဘုရားသခင်ရှေ့မှာရောက်ရှိလာတဲ့လူများဖြစ်ပါရှိပါတယ်တခင်ယေရှုမကြိုက်ပါဘူးတခင်ယေရှုကြွလာရခြင်းရဲ့အကြောင်းရင်းမြောက်များစွာထဲမှာအကျဉ်းချခံရတော့သူတို့ကိုလွတ်မြောက်ဖို့ရဖြစ်တယ်ဆိုတာဒီဟေရှာယအခန်းကြီး61အငယ်1ကနေ3ကိုဖတ်တဲ့အခါမှာလည်းတွေ့ရမှာဖြစ်ပါတယ်ရှမတေကုရအခန်းကြီးခုနဖတ်သွားတဲ့နေရာမှာလည်းတော့ဖော်ပြထားတာတွေ့ရပါတယ်ဒီနေ့လောကမှာကြည့်လိုက်တဲ့အခါမှာခုခန္ဓာအကျဉ်းခံရတဲ့သူများကျွန်တော်တို့မြင်နိုင်တဲ့အကျဉ်းခံရတော့သူများရှိတော့ကျွန်တော်တို့မမြင်ရတဲ့အသွေးနှလုံးသားစိတ်အကျဉ်းခံရတော့သူများလည်းရှိပါတယ်ဒီ
ဒီနှမျိုးနဲ့စားတယ်မှာကျွန်တော်တို့ဟာလောလောဆယ်အချင်းခံနေရတဲ့သူများအတွက်ကျွန်တော်တို့ဆူတောင်းပေးနိုင်တယ်တကယ်တမ်းကျွန်တော်တို့စိတ်အချင်းခံရတဲ့သူများကျွန်တော်တို့ဟာဘလောက်ရှိတယ်ဆိုတာကျွန်တော်တို့မတွေ့နိုင်ပါဘူးဒါပေမဲ့ဒါကဘာနဲ့တွေ့လဲဆိုတော့ကျွန်တော်တို့ရဲ့နာမ်စိတ်ဆိုတဲ့ဒီစိတ်ကတွေ့နိုင်ပါတယ်တချို့တော့သူများတိုက်တာကောင်းနဲ့ကားကောင်းစီးပြီးတော့မှတွားနေရကြတော်ညာလဲစိတ်အချင်းခံရတော့သူများရှိကြပါလေစိတ်မသာညီးသွားနေရတဲ့သူများရှိပါလေသူများဟာစိတ်အချင်းခံရတော့သူများဖြစ်ပါလေအပေါ်ယံကျွန်တော်တို့မတွေ့နိုင်တော့ညာလဲမပေါ်လွင်တော့လဲအသွေးနှလုံးသားမှာမရှိနဲ့စိတ်မသာညီးသွားလေရှိတယ်ဆိုတာတွေ့ရပါလေသူအချင်းနဲ့လွတ်မြောက်ဖို့ရသူအချင်းနဲ့ကလည်းလွတ်မြောက်ဖို့မျောလင်းတော့သူများအတွက်တခင်ယေရှုကြွလာတယ်ဆိုတာတွေ့ရပါတယ်ကျွန်တော်တို့တခင်ယေရှုဖခင်တခင်ယေရှုရဲ့တပည့်တော်များဖြစ်ကြပါတယ်ဒီတာဝန်ကျွန်တော်တို့ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပါတယ်တကယ်တမ်းဒုက္ခရောက်နေတော့သူများစိတ်မတန်ညီးသွားနေရတော့သူများနော်ခုနပြောသလိုကျွန်တော်တို့မမြင်နိုင်တဲ့စိတ်အချင်းခံရတော့သူများကိုကျွန်တော်တို့ကရှားဖွေပြီးတော့မှသူတို့အတွက်ကျွန်တော်တို့ကမျောလင့်စရာသူတို့အတွက်ဧဝံဂေလိစကားကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ဒါအင်မတန်မှအရေးကြီးတဲ့အရာဖြစ်ပါတယ်ဟေရှာယအခန်းကြီး55ငယ်1ကနေနှစ်ကိုဖတ်တဲ့အခါမှာရေငတ်တော်သူရေရှိတဲ့နေရာလာဖို့ရပြောထားတာတွေ့ရပါတယ်ဒီရေတော့ဖို့ပြောနေခြင်းဟာနေ့စဉ်ကျွန်တော်တို့တောင်းနေရတဲ့ရေကိုပြောနေတာမဟုတ်ပါဘူးသေပြီးနောက်ရောက်ရှိခံစားရမယ့်အခြေအနေကိုမသိနော်ကြောက်ရွံ့နေတော့သူတမလွန်ပြစ်မှတ်ခံချက်ကိုမတောင်းတဆာငတ်တော့သူကိုပြောနေခြင်းဖြစ်ပါလေသေပြီးနောက်ဘယ်ကိုသွားရမယ်ဘယ်ကိုရောက်ရမယ်ဆိုတဲ့ဟာကိုမသိတော့သူများကိုခေါ်နေခြင်းဖြစ်ပါလေပြောရမယ်ဆိုလို့ရှိရင်နှလုံးသားကနေနံစိတ်သားကနေနံစိတ်ကနေတွန့်ပြန်ခြင်းတော်သူကိုပြောနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နှလုံးသားကိုဖျားခင်တည်ပါတယ်ကျွန်တော်တို့ဖျားဆုံးလာတဲ့အခါမှာဝိဆရာရှိတာအိမ်မသားမှတန်ဖိုးရှိတဲ့အဖို့ကိုဝိရတယ်နော်လာတယ်ဒါပေမဲ့ခုနပြောတဲ့ဒီပါရီရှေစတူကဲတို့ကိုဇာယေဆရာတို့ကိုပြောတဲ့စကားပေါ်မှာကြည့်လိုက်တဲ့အခါမှာအပေါ်ယံကိုဖျားတဲ့မကြိုက်ဘူးဆိုတာတွေ့ရပါတယ်တကယ်တမ်းကျွန်တော်တို့ပြင်ဆင်ရမှာကကျွန်တော်တို့ရဲ့အတွင်းနှလုံးသားဆိုတာတွေ့ရပါတယ်ရှမတဲ့ပြုရန်ခန်းချင်းကအငယ်73မှာစားနဲ့နိုင်ရှင်ပြတော့မှာပြောထားတာတွေ့ရပါတယ်စားဟာအငန္တရှိလို့ရှိရင်အတုံးလို့ရတယ်ဒါမဲ့အငန္တမရှိရင်ဘာမှအကျိုးမရှိဘူးဘယ်သူအတွက်အကျိုးဘယ်သူအတွက်မှအကျိုးမရှိဘူးဆိုတာတွေ့ရပါတယ်ဒီကျွန်တော်တို့တကယ်တမ်းဘုရားသခင်ယေရှုကျွန်တော်သခင်ယေရှုဘုရားသခင်ကိုကျွန်တော်တို့အတွင်းနှလုံးသားနဲ့တုံ့ပြန်နိုင်တော့သူမှသာငါနိုးစားတဲ့သူမှဖြစ်ပါတယ်ကျွန်တော်တို့နှလုံးသားနဲ့မတုံ့ပြန်နိုင်တော့သူများဟာဘယ်တော့မှဒီအငန္တရှိတဲ့စားနဲ့မတူပါဘူးအကျိုးမရှိပဲနဲ့ပြစ်လိုက်ပြီးတော့မှလူမြောက်များဆိုရနေရချီကိုခံရယုံပဲဖြစ်တယ်ဆိုတာတွေ့ရပါလေကျွန်တော်တို့တစ်ခါလေးအလုံးငွေတောင်းတယ်နော်အလုံးငွေတောင်းတဲ့အခါတချို့တော့ဆရာများဘာပြောလဲဆိုတော့ကျွန်တော်ကိုစေဖို့တပုတ်ဖြစ်ကျွန်တော်ကိုစေဖို့တပုတ်အလုံးငွေပေးတဲ့လူဟာချမ်းသာလာတယ်မြောက်များစွာကြီးပွားရေးကြီးပွားလာတယ်ဆိုတာပြောတဲ့ဆရာတွေလည်းရှိပါတယ်ဆရာလည်းပဲကျွန်တော်တို့တွေ့တာအဖြစ်ဒီဆောက်ထားတဲ့ကိုခန္ဓာဖြစ်ပါတယ်ပြည့်စုံမှုရှိမှာမဟုတ်ပါဘူးကျွန်တော်အတင်းတော်ထဲမှာစေဖို့တပုတ်ကိုဆရာတွေလာရင်ဆရာကိုပေးဖို့ဘယ်တော့မှကျွန်တော်တို့မပြောပါဘူးဒီအတင်းတော်ဆိုတာတခင်ခရစ်တော်ရဲ့ကိုခန္ဓာဖြစ်တယ်ဒီအတင်းတော်ထဲမှာကျွန်တော်တို့အားလုံးစီဝေးပြီးတော့မှအားလုံးစုဖြတ်ချက်ချပြီးတော့မှတုံးတဲ့အရာဟာအမှန်ကန်ဆုံးဖြစ်ပါတယ်လူကိုမပေးဘူးရကျွန်တော်အမြဲတမ်းတုံးဖြစ်ပါတယ်
ကျွန်တော်တို့ရဲ့လုပ်တဲ့အလုပ်ကျွန်တော်တို့ထည့်နေတဲ့အလုပ်ငွေကျွန်တော်တို့လုပ်တဲ့လုပ်ငန်းဟာဖျားသခင်ကောင်းချီးပေးလို့ကျွန်တော်တို့လုပ်နိုင်တာဖြစ်ပါတယ်ဖျားသခင်မရှိမဖြစ်မလုပ်ပေးပဲနဲ့ဘာမှအလားမရဘူးဘာမှလုပ်နိုင်မှာမဟုတ်ဘူးဒါကြောင့်ခင်ယေရှုပြောတာကျွန်တော်တို့ရဲ့အသက်ထွားတော့မှကျွန်တော်တို့မပိုင်ဘူးဆိုတာတွေ့ရတယ်နော်အခုတချို့တို့သူများကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်လုပ်နိုင်တယ်ကျွန်တော်သွားနိုင်တယ်ကျွန်တော်ဖြစ်နိုင်တယ်ဆိုတဲ့အသွေးနဲ့ကျွန်တော်တို့အသက်ရှင်တတ်ကြပါတယ်ဖျားမပါလို့ရှိရင်ဘယ်တော့မှမဖြစ်ပါဘူးဖျားပါတဲ့အရာကနည်းနည်းလေးပဲစုပေမဲ့လေအိမ်မသားမှတကူကြီးပါလေဖျားအသုံးပြုလို့ရှိရင်အောင်ဆရာတက်တယ်ကောင်းဖြစ်လာမှာဖြစ်ပါတယ်ရှင်မတဲ့ခရစ်ယာန်ခန်းကြီးငါအငယ်14မှာတောင်းထက်မှာဒီလိုမြို့နဲ့နိုင်ရှင်ထားလို့တွေ့ရပါတယ်ခုနလိုပဲစာအငန်ဘတ်ငါအငန်တပါတော့စာနဲ့တူတဲ့ကျွန်တော်တို့ရဲ့ဖျားသခင်ယေရှုကိုတွန်းပြန်တဲ့စိတ်လာတော့နော်ဒီအရင်ပဲကျွန်တော်တို့တောင်းထက်ပေါ်မှာတည်တဲ့မြို့ဟာအလင်းဖြစ်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်ကျွန်တော်တို့ဟာနှလုံးသားနဲ့တွန်းပြန်တဲ့လူမဟုတ်ဘူးဆိုရှင်တောင်းတပေါ်မှာတည်တဲ့မြို့မဖြစ်နိုင်ပါဘူးအလင်းမဖြစ်နိုင်ပါဘူးကျွန်တော်တို့ကဖျားရှိမှဟန်ဆောင်လို့မရဘူးဟန်ဆောင်ခြင်းဟာဖျားသခင်မကြိုက်ဘူးဆိုတာကျွန်တော်တို့ဘုံတက်တယ်ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့ရဲ့အတွင်းနှလုံးသားကအရေးကြီးပါတယ်အပြင်အရေးမရှိပါဘူးဖျားသခင်ကိုအတွင်းနှလုံးသားကနေတုံ့ပြန်ဖို့ရတယ်ကျွန်တော်တို့ကြိုးစားကြရအောင်ဘာပဲလုပ်လို့ဖျားရှိမှမတန်ရှိပါလေကျွန်တော်တို့လူတွေမတန်လုပ်တာအရေးမရှိပါဘူးဖျားမထားဖို့ကအရေးကြီးပါလေဒါကြောင့်ကျွန်တော်တို့ရဲ့အသက်ရှင်မှုမှာနှလုံးသားကနေဖျားသခင်ကိုတုံ့ပြန်ပါလို့ချစ်ချင်းမေတ္တာနဲ့လောက်ပဲဝင်လာလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်